လူပေါင်းများစွာလာရောက်ခဲ့အားကြောင့်မိသားစုဝင်တွေတောင်မနှုတ်ဆက်လိုက်ရတဲ့တရုတ်ဆောင်ထူးရဲ့ဇာပနာအခမ်းအနားပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်နာမည်ကြီးမင်းသားတယောက်ရဲ့နောက်ဆုံးဇာပနာအခမ်းအနားလိုမျိုးလူပေါင်းတောင်းတဲ့ချီကတက်ရောက်လာခဲ့အားကြောင့်မိသားစုဝင်တွေဆွေမျိုးတငယ်ချင်းတွေတောင်နောက်ဆုံးအကြိမ်ဖြစ်နှုတ်ဆက်ခွင့်မရခဲ့အားကတော့ရေဝေးတုတ်တံမှာလုပ်တဲ့တရုတ်ဆောင်ထူးရဲ့ဇာပနာအခမ်းအနားဖြစ်ပါတယ်အမ TV4 ရုပ်သံဇလန်တွဲတွေမှာအမြဲတမ်းမြင်တွေ့ရလိမ့်ရှိတဲ့တရုတ်ဆောင်ထူးကတော့အခုရပိုင်းထဲမှာရုတ်တရက်ကြီးဆုံးပါကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်အဓိကအဖြစ်တော့တရုတ်ဆောင်ထူးကအနုပညာလောကမှာနောက်ခက်အတန်ဝိုင်းမတောင့်တင်းမပြေဆုံးပဲမိခင်ကြီးကိုလှုပ်ကြွေးနေတဲ့တားလိမ့်မာလေးဖြစ်တာကြောင့်အခုလိုမျိုးလူလောကကြီးတွေကနေငငယ်ရွယ်ရွယ်နဲ့ထွက်သွားရတဲ့ပုံမှာအလုံးကတော့တနာကိယနာတက်ကြရပါတယ်တရုတ်ဆောင်ထူးကငယ်စဉ်ခါမှာကလေးတရုတ်ဆောင်ဘဝမှာကလေးကရသမျှပတ်စံတွေကိုအိမ်ပြန်အပ်နေကြကလေးလေးဖြစ်ပါတယ်တရုတ်ဆောင်ထူးကအခုချိန်မှာအနုပညာလောကမှာနေရာတနေရာအမြင့်ဆုံးရဖို့အတွက်စူးစမ်းနေပါတယ်ပြီးခဲ့တဲ့အကယ်ဒမီပေးပွဲမှာဆိုရင်တရုတ်ဆောင်ထူးကအတောင်20ဝိယောက်ျားကောင်းရုပ်ရှင်ဇာတ်ကားကြီးမှာဖိုးသားကာရက်တာနဲ့အကောင်ဆုံးတရုတ်ဆောင်နိုင်ခဲ့ရကြောင်းအခုနှစ်မှာအမျိုးသားဇက်ဖို့အကယ်ဒမီဆုရဖို့အတွက်စကားတင်စင်းဝင်ခဲ့ရဖြစ်ပါတယ်။ဒါအပြင်ထူးကအမ TV4 ရုပ်သံဇလန်တွဲတွေဖြစ်တဲ့မဲချိုအဖြူရောင်တက်ကလေးပန်းနုသွေးနဲ့တခြားသောနာမည်ကြီးရုပ်သံဇလန်တွဲတွေများစွာမှာကြာရကာရက်တာဇက်ရုပ်ကနေအကောင်ဆုံးပါဝင်တရုပ်ဆောင်ပူပါတယ်။ထူးကမိခင်ကြီးကိုသူတက်တမျှအားနဲ့အနုပညာကြီးလေးတွေနဲ့လှုပ်ကြွေးနေရဖြစ်တယ်လို့အမေကိုအလုံးမလုံးစေပဲအိမ်နဲ့ခြံနဲ့တက်တောင်းတက်တာလေးထားဖို့အတွက်အနုပညာလောကမှာအောင်မြင်ကျင်တာဖြစ်ပါတယ်။ဒီလိုသားလေးမလေးတရုတ်ဆောင်တူကမတ်လ8ရက်နေ့မှာကောင်းမတော်တဆမှုနဲ့ဦးကောင်းတန်ရာရသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲတရုတ်ဆောင်တူကတတိပြန်မလဲလာတော့ပဲ10ရက်နေ့မှာပဲစုံပါကွယ်လွန်သွားခဲ့ရပါတယ်။အခုလိုမျိုးတရုတ်ဆောင်တူကွယ်လွန်သွားတဲ့ပုံမှာထူးရဲ့မိခင်ကြီးကဆိုရင်သူမရဲ့နှလုံးသားတွေကိုဆုပ်ဆွဲထားတယ်လို့ဖြစ်နေပြီးတော့နာကျင်ကြေကွဲမှုတွေနဲ့တယောက်တည်းဖြည့်သိမ့်နေရတယ်လို့ဝမ်းနည်းစွာနဲ့ရင်ဖွင့်လာခဲ့ပါတယ်။လက်ရှိမှာတော့မင်းသားလေးထူးရဲ့နာရေးကိုကျင်းပနေခဲ့ပြီးတော့ထူးရဲ့မိသားစုဝင်တွေအနုပညာရှင်တငယ်ချင်းတွေကအင်မတန်ဝမ်းနည်းကြေကွဲနေကြပါတယ်။ထူးရဲ့နောက်ဆုံးဇာပနာအခမ်းအနားမှာတော့ပရိသတ်တွေထောင်တောင်းတဲ့ချီကလိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြတာကိုတွေ့ရပါတယ်။တရုတ်ဆောင်ထူးကအသက်ရှင်တန်စဉ်ကာလတစ်ခုမှာအနုပညာလောကမှာနေရာတနေရာရဖို့အတွက်အစွမ်းကုန်စူးစမ်းခဲ့ရပေမယ့်သေဆုံးသွားမှသာသူသိလိုချင်တဲ့ပရိသတ်တွေရဲ့ချစ်ချင်းမြတ်တာတွေကိုအပြည့်အဝရရှိသွားပါတယ်။တရုတ်ဆောင်ထူးရဲ့ဇာပနာမှာမိခင်ကြီးကဝမ်းနည်းငိုကြွေးမဆုံးဖြစ်ရတယ်လို့လာရောက်တဲ့ပရိသတ်တွေများလွန်တာကြောင့်ထူးရဲ့မိသားစုဝင်တွေနှုတ်မဆက်နိုင်အောင်ဖြစ်ကြပါတယ်။အနုပညာရှင်တွေကိုယ်တိုင်တောင်မှတရုတ်ဆောင်ထူးရဲ့ရုပ်ကလတ်နာကိုကတ်ခွင့်မရလိုက်ပါဘူး။မိဘကိုလှုပ်ကြွေးပြုစုနေပြီးတော့အားကိုးရတဲ့သားလေးမလေးတယောက်ဖြစ်တယ်လို့အနုပညာလောကရဲ့ထွန်းတောက်လာအောင်ပဲကျဲပွင့်တပွင့်ကအခုလိုအကျွေးစောပြီးတော့ကွယ်လွန်သွားခဲ့ရတဲ့ပုံမှာအားလုံးကတော့နှမျောတတဖြစ်နေရပါတယ်။နောက်ဆုံးမှာတော့ထူးရဲ့အယိုးပြကိုဂူသွင်းတကြိုပြီးပါပြီ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောပရိသတ်တွေထောင်တောင်းချီပို့ဆောင်ခဲ့တဲ့တရုတ်ဆောင်ထူးရဲ့ဇာပနာအခမ်းအနားပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။